မက်ဆီကစားသမားဘဝသွင်းကို900ပြည့်ခဲ့ဘောလုံးကြက်သူများအတွက်ကျမတို့ရဲ့1 minute ချန်နယ်လေးပြန်လည်ကြိုးစားလာပါတယ်။အင်နာမိုင်ယာမီအသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှုမက်ဆီကဗုဒ္ဓညကစားခဲ့တဲ့ကွန်ကာကပ်ချန်ပီယံများဖလားပြိုင်ပွဲစစ်တောက်တင်စစ်ပွဲစဉ်မှာကစားသမားဘဝသွင်းကို900ပြည့်ကိုသွင်းယူနိုင်ခဲ့ပါတယ်။ဒါမဲ့ Nashville အသင်းနဲ့ကစားခဲ့တဲ့ဒုတိယကြော့အင်ကွင်းပွဲမှာအင်နာမိုင်ယာမီအသင်းကတကိုးစီတရေကြခဲ့တဲ့အတွက်အဝေးကိုရလက်အရာအင်နာမိုင်ယာမီအသင်းပြိုင်ပွဲကနေထွက်လိုက်ရပါတယ်။ပထမကြော့မှာဂိုးမရှိတရေကြထားခဲ့လို့အခုပွဲမှာအင်နာမိုင်ယာမီအသင်းအနိုင်ရဖို့လိုအပ်ခဲ့ပြီးပွဲချိန်9မိနစ်မှာပဲမက်ဆီကဦးဆောင်ဂိုးကိုစာသွင်းခဲ့တာဖြစ်ပါတယ်။ဒါမဲ့အင်နာမိုင်ယာမီအသင်းအနိုင်ဂိုးကိုမထိန်းနိုင်ပဲ84မိနစ်မှာခြေပါဂိုးပြန်ပေးခဲ့ရပြီးအဝေးကိုရလက်အရာပြိုင်ပွဲကနေစောစောစီစီထွက်လိုက်ရတာဖြစ်တယ်လို့မက်ဆီကတော့ကစားသမားဘဝသွင်းကို900ပြည့်တဲ့ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ဘောလုံးသမိုင်းမှာသွင်းကို900ပြည့်တဲ့ပထမဆုံးကစားသမားကပေါ်တူဂီတိုက်စစ်မှုရိုနယ်ဒိုဖြစ်ပြီးရိုနယ်ဒိုက2024စက်တင်ဘာမှာကစားသမားဘဝသွင်းကို900ပြည့်ခဲ့တာဖြစ်ပါတယ်။မက်ဆီကပွဲပေါင်း1142ပွဲကစားပြီးချိန်မှာသွင်းကို900ပြည့်ခဲ့တာဖြစ်ပြီးရိုနယ်ဒိုကတော့1236ပွဲကစားပြီးချိန်မှာသွင်းကို900ပြည့်ကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။